Hello ပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မတွေ့ပြပေးမယ်တွက်နီကတော့2ပဲ5 unit တစ်ပွိုက်ဈေးနှုန်းက56သိန်း2000အဲ့ဒါကိုဒီဈေးနှုန်းနဲ့2ပဲ5 unit တစ်ပွိုက်ကဘယ်လောက်ကျမလဲတဲ့အဲ့ဒါကိုဘယ်လိုတွက်ရလဲပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်မကတွက်ပြပေးမယ်ပထမဦးဆုံးရွှေစင်းကိုတွက်မယ်ဆိုလို့ရှိရင်အနောက်ကနေပဲကျမတို့စတွက်မယ်အနောက်မှာကဘာရှိလဲဆိုတော့9 unit တစ်ပွိုက်ရှိတာဖြစ်တယ်9 unit တစ်ပွိုက်ကိုဘယ်လိုတွက်မလဲဆိုတော့9.1လို့ပဲကျမတို့ကယူမယ်ဘာလို့ဆိုတော့ဒီပွိုက်က10ပွိုက်ပြည့်မှတရွေပေါ့နော်10ပွိုက်ပြည့်မှတရွေသူကတစ်ပွိုက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့က9.1လို့ပဲရေးရတာဖြစ်ပါတယ်ပြီးရင်ရွေးကိုဘာနဲ့စားမလဲရှင်းနဲ့စားမယ်နော်တပဲမှာ8ရွေးရှိလို့ပေါ့နော်အဲ့ဒါဒီရွေးကို8နဲ့စားရတာဖြစ်ပါတယ်ပြီးရင်2ပဲကို16နဲ့စားတယ်တစ်ချက်မှာ16ပဲရှိလို့16နဲ့စားရတာဖြစ်ပါတယ်ပြီးအမြောက်56သိန်းနဲ့2000ပေါ့နော်ဒီ2ပဲ9ရွေးနဲ့တစ်ပွိုက်က56သိန်း2000ဈေးနဲ့9,26420ကြားကျတင်တာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုတွက်ရလဲဆိုတော့ကျွန်မကတွက်ပြပေးမယ်ဘယ်လိုတွက်ရလဲဆိုတော့9.1စားရှိအပါနေအစား16အမြောက်56သိန်း2000နဲ့မြောက်လိုက်ရင်သူရဲ့ဈေးနှုန်းကသူရဲ့ကျတဲ့ငွေက9,264,400နဲ့21ချက်ကျတဲ့ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီ2ပဲ9ရွေးတစ်ပွက်ရဲ့ကျတဲ့ငွေက9,264,421ချက်ကျတင်တာဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ကျွန်မကယုံကြည်ပါတယ်တကယ်လို့နားမလဲတာရှိရင်ဒီဗီဒီယိုရဲ့အောက်မှာနားမလဲဘူးလို့ရေးပေးပါပြီးပဲပိုင်းမှာနားမလဲတာလဲမေးလို့ရတယ်ရွှေတွက်နီးနဲ့ပတ်သက်ပြီးတော့ရွှေတွက်နီးဖြစ်ရွှေဘလို့သိချင်တာလေပေါ့နော်ရွှေနဲ့ပတ်သက်တဲ့ဘူတူထားလေးတွေသိချင်တာရှိလို့ရှိရင်ကျွန်တော်ဒီ comment အောက်မှာရေးပေးလို့ဗီဒီယိုအောက်မှာရေးလာပေးလို့ရပါတယ်ကျွန်မအချိန်ရသလိုပြန်ပြီးတော့ဖြေချပေးမယ်တွက်ပြပေးမှာပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်